ဗကန်ခေအရေးကြီးကိုပဲတမိုင်းလဲဖြောက်လို့မရဘူးတဲ့ဗမာလူမျိုးမှအရေးကြီးတမိုင်းဖြောက်ချင်နေကြတယ်တဲ့ဖြောက်လဲမဖြောက်ဘူးငါတို့ကအရေးကြီးတမိုင်းကိုပါဇက်ထဲလဲထည့်မပြောဘူးနင်တို့မွန်နေရကြတော့အရေးကြီးတမိုင်းပျောက်လို့မရဘူးဘာလို့လဲဆိုတော့ငါတို့ဗကန်ခေမှာလေနင်တို့မွန်ပြည်ရဖြတ်ခံထားရပြီနင်တို့မွန်နေရမွန်နေအားလုံးကဗကန်မှာကျွန်းပြူခံရတာဘရင်အမိန်ဆိုတာကလေမြန်မာလူမျိုးတစ်မျိုးတည်းပေါ်တည်တာမဟုတ်ဘူးငါတို့မြန်မာဘရင်အမိန်ဆိုတာမြန်မာဘရင်အမိန်ချလိုက်ပြီဆိုတာနဲ့သူတိုင်းပြည်သားတိုင်းသူပြည်သားအားလုံးပေါ်မှာအမိန်တည်တာအဲ့တော့ထားပါငါတို့ဘရင်ကအမိန်ချလိုက်မယ်ထားပါနော်အိမ်အောင်ပြုတ်တဲ့အခါမှာပန်းဦးအရေးကြီးတွေကိုဆက်ရမယ်ဆိုလို့ရှိရင်ငါတို့မြန်မာဘိုးဘေးတွေအိမ်အောင်ပြုတ်တဲ့အခါမှာအရေးကြီးစီကိုပန်းဦးဆက်ရတယ်ဆိုရင်ငါတို့ကဘာမှမဖြစ်ဘူးလေအရေးကြီးကငါတို့လူမျိုးပဲဂိုင်းကနာကွဲဒိတ်ထိတယ်နော်အယူမှားယုံကြည်တာလေဒါကိုဘရင်ကသွားပြီးကိုးကွယ်လို့ထားလိုက်ဒါဆိုလို့ရှိရင်ငါတို့ဒီဘိုးဘေးကအိမ်အောင်ပြုတ်တော့မယ်နော်ငါတို့အဖွားတွေကအရေးကြီးစီပန်းဦးဆက်ရတယ်ပြဿနာမရှိဘူးငါတို့လူမျိုးပဲနင်တို့မွန်နေနော်အိမ်အောင်ပြုတ်မယ်အရေးကြီးစီပန်းဦးဆက်ရမယ်ဆိုနင်တို့မွန်တွေကတေချာစစ်အောင်တော့တော်ကြနေနင်တို့ DNA တင်မြန်တော့စစ်အောင်တော်ကြနေနင်တို့မွန်သွေးထဲမှာမြန်မာသွေးတစ်ဝက်ရောနေပြီဆိုလို့သိလားအရေးကြီးတယ်မြန်မာလူမျိုးတွေလေနင်တို့လူမျိုးမဟုတ်ဘူးငါတို့ဘိုးဘွေးတွေကယောက်ျားမိန်းမယူလို့အဲ့ဒီမိန်းမကိုပန်းဦးဆက်ခဲ့ရတယ်ဆိုတေချာပေါက်နင်တို့မွန်နေလဲပန်းဦးဆက်ရမှာဘာလို့လဲဆိုတော့ဘရင်အမိန်လေနော်အဲ့တော့မြန် DNA သွားစစ်တော့ DNA သွားစစ်နင်တို့သွေးထဲမှာမြန်မာသွေးတစ်ဝက်ပါနေလားလို့ DNA သွားစစ်အောင်သွားနော်ငါတို့ကတော့ဘာမှမဖြစ်ဘူးလေအရေးကြီးကလည်းငါတို့လူမျိုးပဲဆိုတော့ငါတို့အဖွာဘဒူနဲ့ပဲအိတ်နော်တိုက်တဲ့သူနဲ့ပဲအိတ်အရေးကြီးနဲ့မကဘူးဟိုဗာလဲစင်ထိန်တဲ့သူနဲ့ပဲအိတ်ငါတို့လူမျိုးဖြစ်နေငါတို့ကအမျိုးစစ်သေးတယ်ဘာမှားစရာလဲအကြောင်းမရှိဘူးနင်တို့မြန်မာနင်တို့မွန်မတွေနော်နင်တို့မွန်မတွေပကံခေတ်မှာတပြည်လုံးကနော်ပကံမှာလာပြီးကျွန်ခံရတာသိလားသွားစစ် DNA သွားစစ်